ရှေးတော့လူကြီးမြုပ်ထားခဲ့တဲ့ကျွန်တော်တို့ကြောက်စိမ်းတိုက်လိုမျိုးပေါ့ဗျာကျွန်တော်ကြောက်စိမ်းစွတ်ပစ်တဲ့နေရာပေါ့ဗျာကြောက်စိမ်းအပုံပေါ့ဗျာအဲ့လိုမျိုးအပုံထင်ပါရဲ့ဗျာဒါတစ်လုံးလုံးထွက်လာဗျာကြောက်တွေကဒီမှာတွေကဲဆက်နိုင်ကြည့်မယ်ဗျာကျွန်တော်နဲ့တူတူရင်နဲ့တူကတဖြည်းဖြည်းတော့ကြီးလာဗျာကြီးလာဆိုတော့တစ်ချက်တော့သတိထားရမယ်ဗျာOh my god. Oh. ကိုဖြတ်တာကြီးပါကြောက်ရကွဖြတ်တာပဲဗျာကွနဲလုံးကြီးမို့မော်စီစာမြေမှန်ကြီးကိုဖြတ်ထားတာ Holy shit. အိုးဘယ်လိုလာမလဲတော့မသိဗျာလုံးဝကျွန်တော်ရင်အရင်ခုန်နေကြမော်စီစာဖြတ်တာကြီးဗျာမျိုးမော်စီစာကျွန်တော်မြေမှန်ကိုတနက်ခါကုန်လိုမျိုးယူဖြတ်ထားတာဗျာ